ရိုက်တို့ဒီမှာစမှုမန်စမှုပြ30ဆံပြလန်နဲ့60လမ်းတောင်းကပြည်စုံသတိဆိုတဲ့ပန်းလေးကိုလက်စားစားကိုရောက်နေတာဖြစ်ပါတယ်မန္တလေးသူမန္တလေးသားများမီးရှည်လွမ်းတီလေးကိုရိုက်ပြီးတော့ဒီဆက်ပြလိုက်တာဖြစ်ပါတယ်ပြည်စုံသတိကမီးရှည်လေးဖြစ်ပါတယ်